အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက် reading မှာတော့ထူးထူးခြားခြားအနေနဲ့ကျွန်တော်က tarot card တွေကိုမသုံးမင်းနဲ့ Keepers of the Light Oracle လို့ခေါ်တဲ့ကံမျိုးစားတွေကိုသုံးပြီးတော့မိတ်ဆွေတို့ရဲ့အခြေရေးနဲ့ပတ်သက်ပြီးတော့နတ်ဖျားတွေနတ်ဖျားမတွေကဘယ်လို message တွေပေးနေလဲဘယ်လိုအကြံဉာဏ်တွေပေးနေလဲဆိုတဲ့အကြောင်းကိုကျွန်တော်အနေနဲ့ reading လုပ်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကတ်တကက်ကိုစာချိုးရမယ်ဒီကံမျိုးစားကြပါတယ်အဲ့တော့ဒီမှာပါတဲ့နတ်ဖျားအနေနဲ့ကမိတ်ဆွေကိုအကြံပေးတာကတော့ကိုယ့်ရဲ့ရင်ထဲကနှစ်ကာလာတဲ့အရာကိုသာတန်ဖိုးထားပါလို့ဆိုလိုပါတယ်ဒီခါလေးမှာရုတ်တရက်ရင်ခုန်တာမျိုးတွေလျှက်တစ်ပြက်ရင်ခုန်တာမျိုးတွေကျွန်တော်တို့ဟာပုထုဇဉ်တွေဖြစ်တဲ့အတွက်ရှိတတ်ပါတယ်ဒါပေမဲ့အဲ့ဒီအရာတွေကမှားတယ်ဆိုပြီးတော့မဆိုလိုပါဘူးဒါပေမဲ့ကျွန်တော်တို့တွေကအတိတတိနဲ့ထိန်းရမယ်ဆိုပြီးတော့သူ့အနေနဲ့ကအကြံပေးထားပါတယ်အဲ့အတွက်ကြောင့်မို့လို့ဒီနတ်ဘုရားကမိတ်ဆွေတို့ကိုမှောင်မဲနေတဲ့မှောင်မိုက်နေတဲ့အရာတွေကနေအမြန်ထွက်ပါဆိုပြီးတော့အကြံပေးနေပါတယ်အလင်းရောင်အနေနဲ့သူ့အနေနဲ့မိတ်ဆွေကိုဖန်တီးပေးထားပြီးဖြစ်တဲ့အတွက်လက်ရှိ relationship နဲ့ပတ်သက်ပြီးတော့တေးသေးချာချာဂရုစိုက်ပြီးတော့ရေရှည်သွားစေခြင်းနဲ့အဓိပ္ပာယ်ကိုဖော်ပြနေပါတယ်ဒီနေရာမှာရုတ်တရက်ဖြစ်လာတဲ့ခံစားချက်တွေဖြစ်တည်မှုတွေကတော့အပြစ်မဆိုတာပေမဲ့တည်ငါခံစားချက်ကိုဦးစားမပေးပါနဲ့ဆိုပြီးတော့ဆိုထားပါတယ်အားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်နေအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ဒီ Oracle နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့ဒီ account မှာတီးတန့်ဒီအကြောင်းတွေနဲ့ပတ်သက်ပြီးတော့ပြောထားတဲ့အကြောင်းအရာရှိပါတယ်တာရော့တွေနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်အနေနဲ့တကတ်ချင်းတွေအဓိပ္ပာယ် reading တွေပေါ့နော်အဓိကကတော့တာရော့လေးလာနေတဲ့သူတွေကိုအဆင်ပြေစေခြင်းတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်လုပ်နေတာတော့ရှိတယ်ဒါပေမဲ့တစ်ခါလေးတော့ကျွန်တော်မှလည်းကျွန်တော်ရဲ့အချိန်အကန့်အသတ်တွေရှိနေတဲ့အတွက်ကြောင့်မလို့အဲ့ဒါတွေကဆက်ပြီးတော့မလုပ်ဖြစ်နေဘူးဖြစ်နေပါတယ်တကယ်လို့မိတ်ဆွေတို့အနေနဲ့စိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်အနေနဲ့ဒီကတ်တွေရဲ့အကြောင်းရဲ့သမိုင်းကြောင်းတွေကိုတီးတဲ့ဗီဒီယိုတွေလုပ်ပေးချင်ပါတယ်မိတ်ဆွေတို့အနေနဲ့အဲ့လိုဗီဒီယိုမျိုးတွေရချင်တယ်ဆိုရင်တော့ဒီဗီဒီယိုရဲ့အောက်မှာ yes လို့မှတ်ပေးလိုက်ပါအဲ့ဒီ yes အရေးတွေအရင်များနေရဆိုရင်တော့ကျွန်တော်အနေနဲ့ဒါကို reading လုပ်တာမျိုးမဟုတ်ဘဲနဲ့ knowledge sharing ပုံစံမျိုးလုပ်ပေးဖို့ကျွန်တော်အနေနဲ့စတင်စဉ်းစားမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်